2000နဲ့ဆက်ခွန်တဲ့တော့ရိုက်ထားတဲ့ပုံပေါ့နော်ကျွန်တော်ရဲ့နောက်ကျောမှာနောက်ဘက်မှာဒါဂျေရုဆလင်မြို့တော်ရှိနေတယ်ကျွန်တော်ရက်နေတဲ့နေရာကတာလွင်တောင်ပေါ့နော်တာလွင်တောင်ပေါ်ဖြစ်ပါတယ်တာလွင်တောင်ပေါ်မှာရက်တဲ့ခါမှာကျွန်တော်တို့တာလွင်တောင်ဟာဂျေရုဆလင်မြို့ရဲ့အရှေ့ဘက်မှာရှိနေတယ်အဲ့တော့တာလွင်တောင်ပေါ်မှာရက်ပြီးတော့ကျွန်တော်တို့နေထွက်တဲ့ဖက်ကိုမျက်နှာမူလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်ဖက်မှာအခုမြင်ရတဲ့အတိုင်းဂျေရုဆလင်မြို့ရှိနေတာဖြစ်ပါတယ်ပုံမှာတွေ့တဲ့အတိုင်းဓာတ်ပုံမှာတွေ့တဲ့အတိုင်းအဲ့ဒီတာလွင်တောင်ရဲ့တောင်ဆောင်မှာကျွန်တော်တို့အုတ်ဂူနဲ့ပြည့်တယ်တင်းချိုင်းနဲ့ပြည့်တယ်ပေါ့နော်အဲ့ဒီတင်းချိုင်းဟာဂျူးလူမျိုးတွေအများဆုံးတော့မြို့နှံထားတဲ့နေရာဖြစ်ပါတယ်ဘာဖြစ်လို့ဂျူးတွေကဒီမှာသူတို့ချက်သောပုံကိုယ်တွေကိုမြို့နှံရတယ်လေဒီထဲမှာခရိယန်အနှဲငယ်ပါပါတယ်ခရိယန်တွေလည်းဒီမှာပဲမြို့ထားတာအများစုပါဘာလို့လဲလို့ကျွန်တော်တို့လေးလာတဲ့အခါမှာဂျူးလူမျိုးတွေအတွက်သူတို့ကျွန်တော်တို့အခုယုံကြည်နေတဲ့ကယ်တင်ရှင်ခရစ်တော်ကိုသူတို့ခရစ်တော်ဖြစ်လက်မခံဘူးယေရှုတော့ယေရှုပေါ့နော်ဒါပေမဲ့ယေရှုခရစ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာခရစ်တော်လို့ပြောတဲ့အခါမှာမေရှိယဖျားရဲ့သားတော်ကယ်တင်ရှင်ယေရှုတော့သူတို့သိတယ်ဒါပေမဲ့ကယ်တင်ရှင်ခရစ်တော်ဖြစ်သူတို့လက်မခံဘူးဒါကြောင့်ဒီနေ့အချိန်ထိဂျူးလူမျိုးတွေကသူတို့ရဲ့မေရှိယကိုစောင့်မျှော်နေစေဖြစ်ပါတယ်နော်သူတို့ရဲ့ယုံကြည်ချက်အရာမေရှိယသူမဟုတ်ခရစ်တော်လာတဲ့အချိန်မှာဒီတန်လွင်တောင်ဆောင်ကနေဖြတ်လာပြီးတော့ဂျေရုဆလင်မြို့ထဲကိုဝင်လာမယ်လို့သူတို့ယုံကြည်တဲ့အတွက်ထိုကဲ့သို့ခရစ်တော်မေရှိယလာတဲ့အချိန်မှာတည်တဲ့လူတွေရှင်ပြန်ထမြောက်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒီနေရာမှာသူတို့မြုပ်ထားကြတယ်လို့ကျွန်တော်သိရတယ်ဒီပုံဟာဂျေရုဆလင်မြို့ရဲ့ gate တစ်ခုပေါ့နော်ဂျေရုဆလင်မြို့ဟောင်းမှာ gate ၈ ခုရှိတယ်အဲ့ဒီ gate ၈ ခုထဲမှာအခုမြင်ရတဲ့ gate ကတစ်ခုတည်းသော gate နော်အသေးပိတ်ချင်းခံရတဲ့ gate ဖြစ်ပါတယ်ဒီ gate က Eastern Gate သူမဟုတ် Golden Gate လို့သူတို့ခေါ်တယ်ဒီ gate မှာကျွန်တော်တို့တမိုင်းအရာတမန်ကျမ်းစာထဲမှာကျွန်တော်တွေ့တဲ့အတိုင်းခရစ်တော်ကဘယင်ကဲ့သို့ပေါ့နော်ချီးမွမ်းခြင်းခံပြီးတော့ဂျေရုဆလင်မြို့ထဲဝင်တဲ့အချိန်တုန်းကဒီဂိတ်ကိုဖျက်ပြီးတော့ခရစ်တော်ဝင်လာတယ်တဲ့ဒါကျွန်တော်သိရတယ်ဒါကြောင့်ဂျူးလူမျိုးခရိယန်တွေကလည်းခရစ်တော်နောက်တစ်ခါဒုတိယချိန်ကြွလာတဲ့ခါကျရင်ဒီဂိတ်ပေါက်ကနေပဲခရစ်တော်ပြန်ပြီးဝင်လာမယ်ဂျေရုဆလင်မြို့ထဲကိုဆိုပြီးသူတို့မျှော်လင့်ထားတယ်ခရိယန်တချို့ကထိုနည်းတူစွာဂျူးလူမျိုးတွေကမေရှိယခရစ်တော်မှန်တကယ်လာတဲ့ခါကျရင်ဒီ gate အပေါက်ဝကနေဂျေရုဆလင်မြို့ထဲဝင်လာမယ်လို့သူတို့ပြောနေတဲ့အတွက်ဂျေရုဆလင်မြို့ကိုမွတ်စလင်တွေအုပ်ချုပ်ခဲ့တဲ့အချိန်တုန်းကမွတ်စလင်တွေကဂျူးလူမျိုးတွေရဲ့မေရှိယခရိယန်တွေရဲ့ကယ်တင်ရှင်ယေရှုဖခင်ဂျေရုဆလင်မြို့ထဲမဝင်ရအောင်ဆိုပြီး1540ခုနှစ်မှာဂျူးတွေကဒီဂိတ်ကိုအသေးပိတ်လိုက်တာတဲ့နော်ခရစ်တော်လာမှာကိုသူတို့အရန်ကြောက်တယ်မလာစေချင်ဘူးဂျူးတွေကနော်အဲ့ဒါပြဒီဂိတ်ကိုပိတ်အောင်မကသေးဘူးသူတို့အဲ့ဒီဂိတ်ရဲ့ရှေ့မှာသူတို့ဘာလုပ်လိုက်လဲဆိုတော့တင်းချိုင်းလုပ်လိုက်တယ်မွတ်စလင်တင်းချိုင်းဒီဂိတ်ရဲ့ရှေ့မှာတွေ့ရတယ်ဒါဘာကြောင့်ဒီမှာသူတို့တင်းချိုင်းထားလိုက်တယ်လဲဆိုလို့ရှိရင်ဂျူးလူမျိုးတွေရဲ့မေရှိယဒါခရိယန်ရဲ့ယေရှုကယ်တင်ရှင်ဟာဂျူးလူမျိုးတွေရဲ့တင်းချိုင်းကိုဖျက်ချင်မှာမဟုတ်ဘူးဆိုတဲ့မျှော်လင့်ချက်နဲ့နော်ဂိတ်ကိုပိတ်ုံမကဂိတ်ရဲ့ရှိမှာသူတို့တင်းချိုင်းထားရှိရခြင်းဖြစ်ပါတယ်တဲ့ဂျူးလူမျိုးတွေယုံကြည်တဲ့တိုင်းပဲရှိရလာမယ်ဆိုတော့မွတ်စလင်တွေတန်တရားမကင်ဘူးသို့တော့သူတို့ခရစ်တော်မလာစေခြင်းဘူးနော်ခရစ်တော်မလာစေခြင်းဘူးအရန်ကြောက်တယ်ပေါ့ချစ်တော်မိတ်ဆွေတို့တင်းနဲ့ကျွန်ုပ်ကိုခရစ်တော်ဒုတိယချိန်ကြွလာခြင်းအကြောင်းပြောတဲ့အခါမှာဘယ်လိုခံစားတယ်လဲဒီနေ့လဲကျွန်တော်ခေါင်းစဉ်တက်ထား Are you ready to meet Jesus Christ လို့ပြောတဲ့အခါမှာခရစ်တော်လာခဲ့တော့နော်
ဒီနေ့အခုချိန်မှာခရစ်တော်လာခဲ့တော့ကျွန်တော်တို့အစဉ်သစ်ဖြစ်ပလားဆိုတာမိမိကိုမိမိစစ်စစ်မြင်ဖို့အမတန်အရေးကြီးပါတယ်ကျွန်တော်တို့ထဲမှာခရစ်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ဖို့အစဉ်သစ်ဖြစ်တယ်လို့ဘယ်နှယောက်ရှိမလဲမသိဘူးကျေးဇူးတော်ကြောင့်ကျွန်တော်တို့အားလုံးအစဉ်သစ်ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းတယ်ခရစ်တော်ကဒီကမ္ဘာပေါ်မှာအရင်တစ်ခါလာခဲ့ဦးတယ်ပေါ့နော်သို့တော့ပထမလာတဲ့အချိန်တုန်းကတော့လူတွေကမသိဘူးကယ်တင်ရှင်လာမှန်းမသိကြဘူးလူအနည်းငယ်ကပဲယေရှုခရစ်ကမ္ဘာပေါ်မှာကြွရောက်လာတယ်ဆိုတာသိခဲ့ကြတယ်သို့တော့ဒုတိယကြိမ်ကြွလာတဲ့အခါကျရင်တော့အရင်ကလို့တိတ်တဆိတ်လေးခရစ်တော်လာမှာမဟုတ်တော့ဘဲနဲ့ရှင်ဘုရင်တို့ရဲ့ဘုရင်ပေါ့နော်သခင်တို့ရဲ့သခင်နဲ့ခရစ်တော်ရှင်ဘုရင်အနေနဲ့ခရစ်တော်ကြွလာမှာဖြစ်ပါတယ်ဒီအကြောင်းကိုပြောတဲ့ကျမ်းအခါကြီး19အငယ်17မှာကျွန်တော်တွေ့ရတယ်ထိုအခါကောင်းကင်ဘုံဖွင့်လဲရှိတယ်ကိုငါမြင်လင်းမြင်းဖြူရှိတဲ့မင်းဖြူပေါ်မှာစီးတဲ့တခင်ခရစ်တော်ကြွလာတာကိုနော်ရှင်ယောဟန်ကယူပါယုံနဲ့သူမြင်ရတယ်ပေါ့ခရစ်တော်ကြွလာတယ်မြင်းစီးသောသူသည်သက်စာဟူသောအမည်တမာဟူသောအမည်ရှိသည်တဲ့ခရစ်တော်ဟာသက်စာရှိသောတမာရှိသောသူဖြစ်သည်ထိုသူသည်တရားသဖြင့်စီရင်တတ်၏တရားသဖြင့်စစ်တိုက်တတ်၏တဲ့ဒါအပြင်အခန်းငယ်14မှာဘယ်လိုဆက်ပြောလဲဆိုတော့ကောင်းကင်ဘုံခြေထုသည်မင်းဖြူကိုစီးလျက်စင်ကြယ်သောဝချောဖြူကိုဝတ်လျက်နောက်တော်သို့လိုက်ကြ၏အခန်းငယ်16မှာဘယင်တို့ရဲ့ဘယင်သခင်တို့ရဲ့သခင်ဟုပွင့်နာမတော်သည်အဝတ်တော်၌၎င်းပေါင်တော်၌၎င်းရေးထားလျက်ရှိချစ်တော်မိတ်ဆွေတို့ခရစ်တော်ဒုတိယကျင့်ကြွလာတဲ့ခါကျရင်ရှင်ဘုရင်ကဲ့သို့မင်းဖြူပေါ်မှာစီးတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်အမှန်တကယ်ခရစ်တော်လာတဲ့ခါမှာအခုယောဟန်ပြောတဲ့အတိုင်းမင်းဖြူပေါ်မှာစီးလာဘူးတော့မဟုတ်ပါဘူးဒါပုံဆောင်ပြီးဘုရားသခင်ယောဟန်ကိုမြင်ခိုင်းတာဖြစ်ပါတယ်အဖြူရောင်ဆိုတာကဘာကိုပုံဆောင်တယ်လဲဆိုတော့ white symbolizes purity Victorian triumph ပေါ့နော်အဖြူရောင်ဆိုတာကဖြူစင်ခြင်းတန့်ရှင်းခြင်းပေါ့နော်အောင်မြင်ခြင်းအဲ့ဒါကိုပုံဆောင်တာယောဟန်ကဗျာဒိတ်ကျမ်းကိုရေးတဲ့အချိန်တုန်းကယောမအစိုးရကကဘာမြေကြီးကိုအုပ်ချုပ်တဲ့အချိန်ဖြစ်ပါတယ်ယောမလူတွေကယောမစစ်တပ်တွေကသူတို့စစ်တိုက်တဲ့ခါမှာအနိုင်ရပြီးတော့သူတို့ပြန်လာတဲ့ခါမျိုးမှာသူတို့ရဲ့စစ်ဦးစီးချုပ်ခေါ်ပေါ့နော်စစ်ဦးစီးချုပ်ကိုမြင်းဖြိုပေါ်မှာစီးခိုင်းပြီးတော့ယောမမျိုးတစ်ခုလုံးကိုပတ်ခိုင်းပြီးလူတွေရဲ့ချင်းမွန်းခြင်းကိုခံလိရှိတယ်ဆိုတော့ဘုရားသခင်သူ့အခက်ခါတော့ကလူတွေလှုပ်ထရှိတဲ့ပုံသဏ္ဍာန်အတိုင်းကိုယေရှုခရစ်ကြွလာတဲ့ပုံစံနဲ့ဘုရားသခင်ယေရှုယောဟန်ကိုပြပေးတာဖြစ်ပါတယ်အဓိပ္ပာယ်ကမြင်းဆိုတာကကျမ်းစာခက်တုံးကစစ်တိုက်တဲ့နေရာမှာအသုံးပြုတဲ့တိရစ္ဆာန်ဖြစ်တယ်အခုလိုလေရင်ပြန်နေမရှိဘူးတင်တဲ့နေမရှိဘူးသူတို့မြင်းပေါ်မှာစီးပြီးတော့ဓာတ်နဲ့မြားနဲ့သူတို့စစ်တိုက်လိမ့်ရှိပါတယ်အတိကအသုံးပြုတဲ့တိရစ္ဆာန်ဖြစ်တယ်ဒါကြောင့်ယေရှုမြင်းပေါ်မှာစီးခြင်းရဲ့ပုံဆောင်တာကခရစ်တော်သည်စစ်တိုက်ဖို့လာမဲ့ပုံသဏ္ဍာန်ပေါ့နော်တဘောကရန်သူကိုဖျက်ဆီးဖို့စာတမန်နဲ့နတ်ဆိုးတွေနဲ့ယေရှုကိုမချစ်တော်သူခရစ်တော်ကိုနှလုံးသားမပေးအပ်တော်သူရန်သူအားလုံးကိုအနိုင်တိုက်ဖို့ရန်လာတဲ့စစ်ဘူးချုပ်ခဲ့သူယောဟန်ကိုဘုရားသခင်ယူပါယုံပေးတာဖြစ်ပါတယ်သခင်တို့ရဲ့သခင်အရှင်တို့ရဲ့အရှင်နဲ့လာမှာဖြစ်ပါတယ်ထိုအချိန်မှာကြည့်အောင်အခုဖတ်မဲ့ကျမ်းပိုက်ကခရစ်တော်ကိုယ်တိုင်မိန့်တော်မူတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ထိုအခါလူသားရဲ့နမိတ်လက္ခဏာသည်ခေါင်းငယ်၌ထင်ရှားလိမ့်မည်
မိကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမိတမ်းကြ၍လူသားသည်ကြီးစွာသောဘုံတပူအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်တဲ့ဒီကမှာလူအပေါင်းတို့ဘယ်လိုဖြစ်ကြမှာလဲဘာလို့ဖြစ်ကြမှာလဲဒီကျမ်းပတ်ရငိုကြွေးမိတမ်းကြလိမ့်မည်ပေါ့နော်ခရစ်တော်ပြောတာအမှန်တကယ်ပြည့်စုံမှာဖြစ်ပါတယ်ခရစ်တော်ကြွားလာတဲ့အချိန်ကြရင်လူပေါင်းမြောက်များစွာငိုကြွေးကြမှာဖြစ်ပါတယ်အဲ့ဒီအထက်မှာသင်ပါလို့ပါသလားကျွန်တော်တော့မပါခြင်းဘူးခရစ်တော်ကြွလာတဲ့အချိန်မှာငိုကြွေးတဲ့အထဲမှာကျွန်တော်မပါချင်ဘူးမပါရအောင်ကျွန်တော်တို့ဘာလုပ်ရမလဲယနေ့အချိန်မှာခရစ်တော်ကိုမိမိရဲ့အရှင်သခင်ကယ်တင်ရှင်ဖြစ်လက်ခံပါပေါ့ကျွန်တော်ရဲ့နှလုံးသားကိုအကျွမ်းမဲ့ခရစ်တော်ထံပေးဆပ်ရမှာပေါ့ထို့ကဲ့သို့မလုပ်လို့ရှိရင်ကျမ်းစာဖော်ပြတဲ့အတိုင်းခရစ်တော်ကြွလာတဲ့ခါကျရင်ငိုကြွေးတဲ့အထဲမှာကျွန်တော်တို့ပါမှာဖြစ်ပါတယ်အလန်ဂျီဟွိုက်ကဘလူးတတိပေးထားလဲဆိုလို့ရှိရင်လူတချို့ဟာတဲ့ခရစ်တော်ကြွလာတဲ့ခါကျရင်အပြစ်သေးလေးကြောင့်ပါမှာမဟုတ်ဘူးတဲ့နော်ဘာမဟုတ်လဲမက်မောစရာမဟုတ်တဲ့ဘာအပြစ်သေးလေးကြောင့်ကယ်တင်ခြင်းကိုရှုံးပါတယ်နော်တချို့က904ကြောင့်တချို့ကစိတ်လိုက်ဒလိလေးကြောင့်ဟောဘာမှမက်မောစရာမရှိတဲ့အရာလေးတွေကသူတို့ရဲ့နှလုံးသားကိုခရစ်တော်ထံမပေးနိုင်အောင်လူတချို့ကိုစာတာကချုပ်နှောင်တယ်အဲ့ဒီထဲမှာကျွန်တော်မပါခြင်းဘူးတင်လည်းမပါစေခြင်းဘူးအခုကျွန်တော်တို့ခရစ်တော်နဲ့တွေ့ဖို့ရန်ပြင်ဆင်ရမယ့်ချိန်ဘုရားသခင်ကျွန်တော်တို့ကိုပေးထားတယ်နော်ဘာဖြစ်တော်လဲမသိခရစ်တော်ကြွတဲ့ချိန်မှာခရစ်တော်ကိုယုံကြည်ပြီးတော့တည်လို့နဲ့ဘုရားရဲ့သားသမီးတွေရှင်ပြန်ထမြောက်ခြင်းခံရမယ်ဒီပုံလေးကျွန်တော်တွေ့တဲ့ခါမှာကျွန်တော်အတွေ့အများကြီးဝင်လာတယ်ကျွန်တော်စိတ်ထဲမှာလေဒီမှာရှင်ပြန်ထမြောက်တဲ့သူထဲမှာနော်အိမ်ထောင်မိသားစုတစုမှာသူတို့သားလေးတည်ခြင်းတရားကြောင့်ရှုံခဲ့ရတယ်ပေါ့နော်ရှင်ပြန်ထလာတဲ့ခါမှာသူ့အမေနဲ့ပြန်ပြီးတွေ့တယ်နောက်ဟိုဘက်မှာကဒါဇနီးခင်မုန်းနဲ့တူတယ်နော်ဇနီးတဲ့တေဆုံးပြီးတော့ဇနီးတဲ့တင်းချမ်းနဲ့ထလာတဲ့ခါမှာဒါခင်မုန်းတဲ့ကကျူဆူပြီးသူတို့နော်အာရပါရဖက်ထားကြတယ်အဲ့ဒီဇနီးတဲ့ကိုဖက်တဲ့နော်ဟိုအမျိုးသားရဲ့မျက်နှာကိုကျွန်တော်ကြည့်တဲ့ခါမှာဒါဓာတ်ပုံကိုသူတို့ editing လုပ်သလားပကြီးလာတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီဟိုအမျိုးသားရဲ့မျက်နှာကိုကျွန်တော်ကြည့်တဲ့ခါမှာလေကျွန်တော်အတွေးဝင်တယ်သူ့မျက်နှာမှာကျွန်တော်ဗာမြင်ရလဲဆိုတော့ပျော်ရွှင်တဲ့အပြုံးနဲ့ကြောက်ရွံ့ခြင်းနော်နှမျိုးရောစက်တယ်လို့ကျွန်တော်မြင်ရတယ်ဗျာခင်ဗျားတို့ဘယ်လိုမြင်လဲမသိဘူးတကယ်ယေရှုခရစ်ကြွလာတဲ့ခါမှာလေကောင်းကင်ရဲ့မန်တွေအားလုံးပါလာမှာဖြစ်ပါတယ်စောစောဖတ်ပြီးပြီယောဟန်ဆက်ဟိုဗျာဒိတ်19အငယ်14မှာလေဟိုမြင်းဖြူစီးပြီးတော့ခရစ်တော်ရဲ့နောက်မှာသူတို့လိုက်လာကြမှာတခင်ခရစ်တော်ပြောပါတယ်ကောင်းကင်ရဲ့မန်တွေကောင်းကင်ဘုံမှာဘယ်နှဦးရှိတယ်လဲကောင်းကင်တစ်ပံကောင်းကင်မှာဘယ်လောက်ရှိလဲတမန်ကျမ်းစာပြောတယ်ဟမ်မရေမတွက်ဘူးမရေမတွက်နိုင်အောင်ရှိတယ်စဉ်းစားကြည့်အောင်ခရစ်တော်ကြွလာတဲ့ခါမှာလေကျွန်တော်တို့မိုးပေါ်ကြည့်တဲ့ခါမှာတစ်ခုလုံးကောင်းကင်မှာနေပြည့်မှာတိုက်အိမ်မြင့်လေပိုပြီးပြိုလေဖြစ်မယ်မြေအောက်မှာမြုပ်ထားတဲ့ gas line တွေပေါက်ပြီးတော့မီးလောင်မယ်နော်ဒီ part မြုပ်ကြီးတစ်ခုလုံးမီးဆွဲသွားမှာ
မြို့ကြီးတစ်ခုလုံးမီးလောင်မှာနော်ယထာလမ်းကြီးပြတ်မယ်ယထာ accident ဖြစ်မယ်တင်မောနော်ပင်လယ်ထဲမှာခုတ်မောနဲ့တင်မောကြီး accident ဖြစ်မယ်တကဘာလုံးတုံ့လှုပ်သွားမှာခရစ်တော်ကြွလာတဲ့ခါကျရင်တင်းရိုင်းနေပွင့်ထွက်သွားမှာအဲ့ဒါမှယုတ်ကြည်တဲ့သူတွေရှင်ပြန်ထမြောက်လာမယ်စဉ်းစားကြည့်လိုက်အာတကယ်ဖြစ်မှာတမန်ကျမ်းစာဖော်ပြထားတယ်လေအဲ့ဒါလိုအခြေအနေမျိုးမှာဘလောက်ကြောက်စရာကောင်းမလဲဘလောက်ကြောက်မဲ့ပွဲကောင်းမလဲအထူးသဖြင့်မယုံကြည်သောသူများအတွက်ထိုနေ့ရဲ့ဒီကဘာစတီကြရဲ့ကြောက်မဲ့ပွဲအကောင်းဆုံးသောနေ့ဖြစ်ပါလိမ့်မယ်ယုံသလားတကယ်ဖြစ်ကိုဖြစ်မှာတစ်ဆက်ထဲမှာပဲယုံကြည်သူအတွက်တော့အိုးမေတသက်တာလုံးစောင့်မျှော်နေခဲ့တဲ့အရှင်သခင်ကြွလာပြီဝမ်းမြောက်စရာပေါ့ဒါကြောင့်အကြောက်တရားနဲ့ပျော်ရွှင်ခြင်းမျက်နှာမှာကျွန်တော်ရောရှက်ပြမြင်ရတယ်ဆိုတော့ကျွန်တော်ရဲ့ခံစားချက်တင်ပြတာပါနော်ယုံကြည်သူတွေအတွက်တော့ဝမ်းသာစရာနေ့ရဲ့ပေါ့ယေရှာယ25အငယ်9မှာထိုကာလ၌ကြည့်ရှုလောဤအရှင်ကငါတို့မျှော်လင့်သောငါတို့ရဲ့ဘုရားသခင်တည်းငါတို့ကိုကယ်တင်တော်မူလိမ့်မည်ဤအရှင်ကငါတို့မျှော်လင့်သောထာဝရဘုရားတည်းကယ်တင်တော်မူခြင်းကြီးစုကြောင့်ငါတို့ဒီဝမ်းမြောက်ရှင်လန်းကြကုန်အပ်ဟုဆိုကြလိမ့်မယ်ဟုတ်ပြီစောမှာတဲ့24အငယ်30မှာလူတချို့ငိုကြွေးမြေတမ်းမဲ့သူရှိတဲ့ချိန်မှာတချို့ကတော့ဝမ်းမြောက်ဝမ်းသာစောနဲ့ခရစ်တော်ကိုသူတို့ကြိုးဆူကြမှာဖြစ်ပါတယ်ထိုအချိန်အတွက်မိတ်ဆွေအစင်သင့်ဖြစ်ပြီလားအစင်သင့်ဖြစ်ကြပြီလားကျွန်တော်တို့ဒီ part မြို့ကြီးထဲမှာ Adventist သင်သားအထူးသဖြင့်မြန်မာပြည်ကနေနော်ရောက်ရှိလာတဲ့မြန်မာဒါ Adventist သင်သားဘယ်နှယောက်ရှိလဲကျွန်တော်မသိဘူးနော်အဖွဲ့ကျွန်တော်တို့မဟုတ်တဲ့ခြားဖွဲ့ရှိသေးတယ်နော်ဖျားပေးတဲ့တာဝန်ကအမတန်ကြီးတယ်နော်ခရစ်တော်မကြွခင်မှာကျွန်တော်တို့တအိုးတယောက်မကမိသားစုနဲ့အခြားသောသူများအစဉ်သစ်ဖြစ်ဖို့ရန်ပြင်ဆင်မှုဖျားရှင်ကျွန်တော်တို့ကိုတာဝန်ပေးထားတယ်မာသဲ24အငယ်40နဲ့မှာခရစ်တော်ကအခုလိုမိန့်တော်မူတယ်သင်တို့အရှင်သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိသောကြောင့်စောင့်နေကြလောတဲ့ဘယ်ချိန်မှာခရစ်တော်လာမလဲဆိုကျွန်တော်မသိဘူးစိတ်ထဲမှာစဉ်းစားဘူးသလားခရစ်တော်ကဘာကြောင့်သူကြွလာမဲ့နေ့ကိုကျွန်တော်တို့ကိုမပြောပြတာလဲဘာကြောင့်မပြောပြလဲခရစ်တော်ကြွလာမဲ့နေ့ကျွန်တော်တို့သိတာနဲ့မသိတာပဲပူကောင်းမလဲမသိတာပူကောင်းလို့ပေါ့ခရစ်တော်ကြွလာမဲ့နေ့သိခြင်းဟာကျွန်တော်တို့အတွက်ကောင်းတယ်ဆိုလို့ရှိရင်ခရစ်တော်ကကျွန်တော်တို့ကိုမပြောဘဲနေမှာမဟုတ်ဘူးကျွန်တော်တို့အတွက်ကောင်းသောအရာအလုံးကိုမနှမျောပဲပေးတဲ့ဘုရားဖြစ်ပါတယ်ဒါကျွန်တော်တို့ကိုအသိမပေးခြင်းဒီကျွန်တော်တို့အတွက်ကောင်းလို့ဖြစ်ပါတယ်တကယ်လို့များခရစ်တော်ကြွလာမဲ့အချိန်ကအခုဒီနေ့ကနေနောက်9နှစ်ဆိုလို့ရှိရင်နောက်10နှစ်ဆိုရင်အလိုပါသေးတယ်ဆိုပြီးကျွန်တော်တို့ကမပြင်ဆင်ပဲနေကောင်းနေမှာဒါပေမဲ့ထိုအချိန်ကာလမှာကျွန်တော်တို့အသက်တာပေါ်မှာတခုခုဖြစ်ခဲ့တော့ခရစ်တော်နဲ့လွဲသွားမှာဖြစ်တယ်။ဒါလိုမဖြစ်ရအောင်နော်ခရစ်တော်ဒုတိယချိန်ကြွလာမဲ့အချိန်ကိုကျွန်တော်တို့ကပြောပြခြင်းသည်ကျွန်တော်တို့အစဉ်အမြဲအစဉ်သစ်ကျွန်တော်တို့ပြင်ဆင်နိုင်ဖို့ရန်ခရစ်တော်အလိုရှိတဲ့အတွက်ဤကဲ့သို့ကျွန်တော်တို့မပြောပြဘဲနေခြင်းဖြစ်တယ်။ထို့ကြောင့်အခန်းငယ်44မှာတင်တို့သည်ပြင်ဆင်လက်နေကြလောအကြောင်းမူကားတင်တို့မထင်မမှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ခရစ်တော်ကြွလာမဲ့ချိန်မသိပါကျွန်တော်တို့မသိပါကျွန်တော်တို့မျှော်လင့်ထားတာထက်နောက်ကျတာလည်းဖြစ်နိုင်တယ်သို့တော်ကျွန်တော်တို့အတွက်အရေးကြီးဆုံးကခရစ်တော်ကြွလာမှာဖြစ်ပါတယ်ခရစ်တော်မလာပဲမနေဘူးဒါကြောင့်ကျွန်တော်တို့အတွက်အရေးကြီးဆုံးသည်ခရစ်တော်ကြွလာမဲ့ချိန်သိဖို့ရန်ထက်အစဉ်သင့်ဖြစ်ဖို့ကျွန်တော်တို့ပို့အရေးကြီးတယ်အာမင်ဒါအရေးကြီးတယ်ရှမသက်24မှာခရစ်တော်ကဒုတိယကြွလာခြင်းအတွက်နမိတ်လက္ခဏာတွေခရစ်တော်ဖော်ပြပေးထားတယ်ဒါတွေအားလုံးကျွန်တော်တို့အသင်းတော်က
တခုပြီးတခုပြည့်စုံပြီလို့ကျွန်တော်ယုံကြည်ထားတယ်တခုပဲကြံတယ်ပေါ့ဧဝံဂေလိတရားကိုပေါ့နော်မသိသေးတဲ့လူသားတွေမကြားရသေးတဲ့လူမျိုးတွေရှိနေသေးလို့ခရစ်တော်ကအချိန်အနည်းငယ်စောင့်ဆိုင်နေတယ်လို့ကျွန်တော်ယုံကြည်တယ်ကြံတဲ့နမိတ်လက္ခဏာအားလုံးပြည့်စုံပြီလို့ကျွန်တော်တို့ယုံကြည်တယ်မာသဲ24ပြီးတော့25မှာဘာအကြောင်းတွေ့ရလဲဆိုတော့ခရစ်တော်ကဥပမာ3ခုပြောထားတယ်အဲ့ဥပမာ3ခုထဲကပထမဆုံးကိုကျွန်တော်တို့အနေငယ်ဒီညနေမှာလေ့လာသွားမယ်နော်မာသဲ25မှာဘာဥပမာဖော်ပြပေးထားဆိုတတုသမီးတစ်ချိန်အကြောင်းကျွန်တော်တွေ့ရတယ်နော်တတုသမီး10ဦးအကြောင်းလေထိုအခါကောင်းကင်နိုင်ငံတော်သည်ကမိဂလာဆောင်လူလင်ကိုခရီးဥကျူပြုအပ်သောငါမိခွက်ကိုခံယူ၍ထွက်သွားသောတတုသမီးတစ်ချိန်နဲ့တူ၏တဲ့ဒီတတုသမီးဆိုတာဘာကိုပုံဆောင်တာဒါဥပမာဖြစ်တယ်ဥပမာဘာကိုပုံဆောင်တယ်လဲမင်္ဂလာဆောင်လူလင်ဆိုတာဘယ်သူလဲခရစ်တော်ဟုတ်တယ်မလားမင်္ဂလာဆောင်လူလင်ဆိုတော့ခရစ်တော်ဖြစ်တယ်တတုသမီးတွေကဘယ်သူတွေလဲဘယ်သူတွေဖြစ်မလဲအသင်းတော်ကိုပုံဆောင်တာတင်နဲ့ကျွန်ုပ်ကိုပုံဆောင်တာဖြစ်တယ်ဒီအသင်းတော်ဒီတဲ့တတုသမီးဆိုတာတမန်ကျမ်းစာထဲမှာကျွန်တော်တွေ့တယ်နော်တတုသမီးသူမဟုတ်မိန်းမကို symbol နဲ့ symbolism နဲ့ဥပမာစကားနဲ့တမန်ကျမ်းစာကဖော်ပြတဲ့အချိန်တိုင်းမှာအသင်းတော်ကိုပုံဆောင်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်ဟုတ်တယ်မလားဗျာဒိတ်ချမ်းအခန်းကြီး7မှာတန်ရှင်သောမိန်းမတွေ့တယ်အခန်းကြီး18မှာညညိုသောမိန်းမတွေ့ရတယ်ဒီမိန်းမနှစ်ဦးတို့သည်အသင်းတော်နှမျိုးကိုပုံဆောင်တယ်လို့ကျွန်တော်တို့ယုံကြည်ထားတယ်ဟုတ်ပြီဒီအသင်းတော်သည်ဘာကိုင်းတယ်လဲတဲ့ဘာကိုင်းဆောင်ကြတယ်လဲသူတို့ကမီးခွက်ကိုကိုင်းတယ်တဲ့မီးဆိုတာဘာကိုပုံဆောင်တယ်လဲတမန်ကျမ်းစာထဲမှာတွေ့ရတာကစာလံ119မှာနှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမြေခွတ်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစီပါသည်ဆိုလို့သဘောကမာသဲ25မှာကျွန်တော်တို့ဖတ်ရတဲ့တတုသမီး10ဦးပုံဆောင်ထားတဲ့အသင်းတော်သည်တမန်မြေခွတ်ဖြစ်ကျွန်တော်ရှိမှမြေခွတ်ဖြစ်နှုတ်ကပတ်တော်ပေါ့နော်သူတို့ကင်တဲ့မြေခွက်ကနှုတ်ကပတ်တော်ဖြစ်တယ်ဘုရားသခင်ရဲ့တမန်ကျမ်းစာနဲ့အညီနှုတ်ကပတ်တော်နဲ့အညီဖွဲ့စည်းထားတဲ့အသင်းတော်တမန်ကျမ်းစာနဲ့အညီခရစ်တော်ကိုစောင့်ကြိုနေတဲ့အသင်းတော်ဖြစ်တယ်ဒါဆိုဘာအသင်းတော်လဲကျွန်တော်တို့ပေါ့ဆက်ပြီးဖတ်တဲ့အခါမှာအခန်းငယ်1မှာထိုတရုသမီးတို့တွင်9ယောက်မူကားအမိုက်ဖြစ်ကြ၏9ယောက်သည်ပညာသတိရှိကြ၏တဲ့2မျိုးဒီမှာတရုသမီး2မျိုးကျွန်တော်တွေ့ရတယ်စစ်တော်မိတ်ဆွေတို့ကျွန်တော်မေတ္တာနဲ့ပြောမယ်ဒါသခင်ခရစ်တော်ပြောတဲ့အရာဖြစ်တယ်ဒုတိယချိန်ကြွလာခြင်းအတွက်နမိတ်လက္ခဏာတွေအခန်းကြီး24မှာဖော်ပြပြီးတော့အခန်းကြီး25မှာတော့ဆက်တိုက်ခရစ်တော်မကြွခင်လေးမှာသူမဟုတ်သခင်ခရစ်တော်ကြွလာတဲ့ချိန်မှာတွေ့ရမဲ့အသင်းတော်မှာအဖွဲနှစ်ဖွဲခရစ်တော်ကကြူပြောထားတာဖြစ်တယ်တကယ်ကူဖြစ်မှာကျွန်တော်တို့ထဲမှာလည်းဖြစ်နိုင်တယ်ခရစ်တော်ကြွလာတဲ့ခါကျရင်တချို့ကပညာသတိရှိတဲ့အဖွဲနဲ့တချို့ကတော့အမိုက်အဖွဲထဲမှာပါမှာ Adventist အသင်းသားကျွန်တော်တို့ကဘာပေါ်ဘယ်နှယောက်ရှိပြီလဲအသင်းသားဘယ်နှဦးရှိလဲဒီဩစတြေးလျမှာဘယ်လောက်ရှိလဲအဲ့ဒီအထက်မှာကျွန်တော်တို့ Adventist အသင်းသားကတင်ချင်ရမယ်လို့ဘယ်နှယောက်ရှိမှထင်တယ်လဲဘယ်လောက်မျှော်လင့်ထားတယ်လဲကျွန်တော်တို့ပြောဖို့ခက်မယ်နော်အလန်ဂျီခွိုက်ကသူမသိခင်မှာနော်1900 1800နှောင်းပိုင်းမှာလည်းဂျေဝကဘယ်လိုပြောလဲဆိုတော့အဲ့ဒီစာသူမရေးတဲ့ချိန်တုန်းက Adventist အသင်းတော်ထဲမှာ Adventist အသင်းတော်ထဲမှာခရစ်တော်တွေ့ဖို့အစဉ်သင့်ဖြစ်တဲ့လူက not 1 in 20တဲ့ not 1 in 20အယောက်20မှာတယောက်တော့အစဉ်သင့်မဖြစ်ဘူးတဲ့
အဲ့ဒီနှုတ်နဲ့ကျွန်တော်တွေ့ရင်အယောက်100မှာ9ယောက်တော့အစင်သင့်မဖြစ်ဘူးပေါ့နော်သူမရေးအဲ့ဒီယူပါယုံမြင်တဲ့အချိန်တုန်းကခရစ်တော်ကြွလာခဲ့တော့တကဘာလုံးမှာရှိတဲ့ Adventist အသင်သားအယောက်100မှာ9ယောက်ကယ်တင်ခြင်းမရဘူး100မှာ9ယောက်ကယ်တင်ခြင်းမရဘူးအဲ့ဒီအကြောင်းကိုကျွန်တော်တာဟာမှနေတဲ့အချိန်တုန်းကကျွန်တော်ဖတ်ပြတာပေါ့နော်အသင်းသားတွေကဘလူယူလိုက်တယ်လဲဆိုတော့အိုးဆရာပြောတယ်အယောက်100မှာ9ယောက်တောင်ကယ်တင်ခြင်းမရဘူးပြောတော့ကျွန်တော်တော့မပါတော့ဘူးလေကျွန်တော်တော့ပါမှာမဟုတ်ဘူးလေဘလူနာတော့အလေကြီးဝက်ကအယောက်100မှာ9ယောက်ကယ်တင်ခြင်းမရဘူးလို့ပြောတဲ့အခါမှာကျွန်တော်တို့ဘလူနားလေဘလူအတိတ်ပဲကောက်ယူဘူးလို့တလဲ။အိုးကျွန်တော်ထို9ယောက်ထဲမှာကျွန်တော်ပါအောင်ကြိုးစားမယ်ပေါ့။ထို9ယောက်ထဲမှာကျွန်တော်ပါအောင်စက်ကပ်ရမယ်လို့ကျွန်တော်တို့အတိတ်ပဲကောက်ယူလို့မကောင်းဘူးလား။အဲ့လိုမဟုတ်ဘဲနဲ့အယောက်900အယောက်100မှာ9ယောက်ပဲအဲ့ဒီ9ယောက်ထဲမှာကျွန်တော်ပါနေစရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ဒါဟိုကဖြစ်သွားရင်တော့မသိတော့ဘူးပေါ့နော်။ပြန်ပြောမယ်ဆရာခုန remote control receiver တစ်ချက်ပြန်လို့တယ်နော်ဟောဒီမှာနော်ဟုတ်ကဲ့တကယ်တော့ကျွန်တော်လည်းပါပါတယ်ပြန်ပြောမယ်ကျွန်တော်ခရစ်တော်လာမဲ့ခါကျရင်အသင်းတော်ထဲမှာနှစ်ဖွဲ့ရှိမယ်တစ်ဖွဲ့ကတော့အမိုက်တစ်ဖွဲ့ကသင်ရတတိရှိတယ်ကျွန်တော်ပြောလို့မရအောင်မပြောကောင်းမဆိုကောင်းအခုဒီထဲမှာရှိနေတဲ့ကျွန်တော်တို့လေခရစ်တော်လာတဲ့ခါကျရင်ကွဲမှာနော်လင်မယားလဲကွဲနိုင်တယ်ယေရှုကပြောတယ်ခရင်ပေါ်မှာလူ2ယောက်အိပ်ပြီး1ယောက်ပဲသိမ်းခံရမယ်ဟုတ်တယ်နော်မိမ2ယောက်ကြိတ်ထုံမှာစဘာထောင်းတယ်1ယောက်သိမ်းပြီးတော့1ယောက်ခြံထားခံရပဒါကိုနိုးပေးလိုက်ပဒါအင်္ဂိုင်းလို့မရဘူးအင်္ဂိုင်းလို့မရဘူးခေါက်ခါလိုက်သူ့ရေပေးလိုက်နော်အင်္ဂိုင်းလို့မရဘူးကျွန်တော်ကြမဟုတ်ဘူးနော်ခက်တော်လာတဲ့ခါကျရင်ကျွန်တော်တို့လင်းနဲ့မရလဲကွဲသွားနိုင်တယ်မိဘနဲ့သားသမီးလည်းခွဲသွားနိုင်တယ်ခရစ်တော်ပြောတာပြည့်စုံမှာကယ်တင်ခြင်းမရတဲ့သူနဲ့ရတဲ့သူရှိကိုရှိမှဖြစ်တယ်ဒီအထက်မှာဒီဖတ်မှာရှိတဲ့ကျွန်တော်တို့အဖွဲ့တော့ကျေးဇူးတော်ကြောင့်အလိုမျိုးခွဲတဲ့အထက်မှာပါပဲနဲ့ကျွန်တော်တို့အားလုံးပါနိုင်ရင်ဘယ်လောက်ကောင်းမလဲနော်ဘယ်လောက်ကောင်းမလဲဆက်ပြီးကြည့်ရအောင်အမိုက်ကဘာကြောင့်မိုက်တယ်လဲမိုက်တော်သူတို့ဒီမိခွတ်တို့ကိုတာယူ၍စီကိုမယူကြဘူးတဲ့စီဆိုတာကဘာကိုပုံဆောင်တယ်လဲဆိုရင်တန်ရှင်းတော့ကျွန်တော်မြန်သွားမယ်နော်တန်ရှင်းတော့ဝင်းတော်ပုံဆောင်တယ်တမန်ကျမ်းစာထဲမှာတန်ရှင်းတော့ဝိညာဉ်တော်ပေါ်ပြဖို့ရန်တမန်ကျမ်းစာအသုံးပြုတဲ့စကားလုံးတွေဟိုမှာဖြစ်တယ်မီးလဲသုံးတယ်တန်ရှင်းတော့ဝိညာဉ်တော်ပေါ်ပြဖို့ရန်အဲ့တော့ရေလဲသုံးတယ်နော်နောက်တစ်ခုကလေလဲနေကောတယ်နဲ့ခရစ်တော်တွေ့တဲ့ချိန်မှာတန်ရှင်သောဝိညာဉ်တော်ခရစ်တော်ကလေနဲ့ခိုင်းနှိုင်းထားတယ်ဟုတ်တယ်မလားအခုယေရှုကဘာနဲ့နှိုင်းတယ်လဲဆိုစီနဲ့နှိုင်းတယ်စီဆိုတာအခုကျွန်တော်တို့မိပူချောင်မှာချက်ပြုတ်တဲ့နေရာမှာသုံးတဲ့စီမီးမဟုတ်ဘူးစီမီးကိုပြောတာရေနံစီမီးကိုပြောတာဖြစ်တယ်အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ဆိုတော့တဘောကဘာကြောင့်သူတို့သမီး9ယောက်ကအမိုက်ဖြစ်ရတယ်လေကျွန်တော်ဒီမှာရေးတယ်မလားဟုတ်တယ် What makes the foolish virgins foolishမိသည့်အရာကမိုက်မဲတဲ့သူတို့သမီးတွေကိုမိုက်မဲစေတယ်လေ They did not take extra oil with them They thought that the oil in their lamps would last until the bridegroom came They depended on the oil they had in the past ဒါအရေးကြီးတယ်သူတို့စီလုံးဝမပါပဲလို့လင်မင်္ဂလာဆောင်လို့လင်ကိုသူတို့ခရီးဥကျူပြုတ်သလားဖြေပါအောင်တိကြည့်လို့ပြုတ်ပြီစီလုံးဝမပါပဲသူတို့အစနဲ့ထွက်သွားတာလားမဟုတ်ဘူး
အစမှာပါသွားတယ်ဗာသူတို့တပိခွက်လင်းနေတယ်လေဒါပေမဲ့သူတို့မျောလဲတဲ့ချိန်မှာမင်္ဂလာဆောင်လို့လေရောက်မလာတော့အလုံးအိတ်ပြောတဲ့ချိန်မှာသူတို့နိုးထားလဲတော့သူတို့စီကုံသွားတာဟုတ်တယ်နော်စီကုံသွားတာဆိုလိုတဲ့သဘောကဒါ Seventh Adventist သင်သားတွေဒုတိယမွေးချင်းလဲရတယ်တန်ရှင်တော်ဝိညာဉ်တော်လဲရတယ်တမန်တရားလဲရတယ်ဘုရားသခင်ကိုလည်းအရန်ချစ်တာယေရှုလာမှာကိုလည်းကြိုးဆိုတယ်ယုံကြည်သူအရာ Seventh Adventist သင်သားဝိညာဉ်တော်ရထားတဲ့သူဒါပေမဲ့ဟိုးလမ်းခရီးတင်နေရရောက်သွားတော့သူ့ဝိညာဉ်တော်ကတဖြည်းဖြည်းမင်းမိန်သွားပြီးတော့တည်သွားမရှိတော့ဝိညာဉ်တော်ကသူ့အသက်တာမရှိတော့အဲ့ဒီလိုမျိုးယုံကြည်သူအသင်းတော်မှာရှိပါလိမ့်မည်လို့ခရစ်တော်ကကြိုတင်ပြောထားခြင်းဖြစ်တယ်အဲ့ဒါလိုမဖြစ်ရအောင်ကျွန်တော်မျိုးတို့ဒီနေစဉ်နဲ့အမျှတခရစ်တော်ထာမှာဝိညာဉ်တော်တောင်းခံဖို့လိုတယ်နော်ယေရှုခရစ်ကိုယ်တိုင်နေစဉ်နဲ့အမျှခမဲတော်ထံကနေဝိညာဉ်ခွန်အားရတယ်နော်ဝိညာဉ်ခွန်အားယူတယ်အဲ့ဒါကိုကျွန်တော်တို့ Design of Ages မှာအလန်ဂျီဝါရေးပြထားတယ်တချို့သောခရိယန်တွေကဘယ်လိုယုံတယ်လဲတခါဘောအကဲဖြစ်ပြီးပြီတယ်နော်မရှုံးနိုင်တော့ဘူးတဲ့အဲ့ဒီယုံကြည်ချက်ဒီအဲ့ဒီတုံသင်ချက်ဒီစာတန်ကနေလာတာစာတန်ကနေလာတာအရန်ကြောက်ဖို့ကောင်းတယ်ခရစ်တော်မပါရင်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးခမရတို့မဆန်းနဲ့နော်တင်တို့မဆန်းနဲ့တပတ်ကျမ်းစာမဖတ်ပဲနေကြည့်လိုက်တပတ်လုံးလုံးစုမတောင်းပဲနေကြည့်လိုက်တင့်ခရစ်အသက်တာဘယ်လိုနေမလဲဆိုတာမဆန်းနဲ့တော့အဲ့ဒါဆန်းလို့မကောင်းဘူးခမရဆန်းရဲ့ဆန်းကြည့်လိုက်တခုခုဖြစ်သွားပါလိမ့်မယ်တည်င်းတပတ်စုမတောင်းတည်င်းတပတ်ကျမ်းစာမဖတ်လိုက်ရင်ကျွန်တော်တို့ဘာခွန်အားမှမရှိဘူးအဲ့ဒီလိုတစ်နှစ်နေခဲ့တော့ခရစ်တော်နဲ့ဝေးရောက်သွားမှာဖြစ်ပါတယ်ဒီစားတော့ Ages မှာလည်းဂျိုးရဲ့ဘာတရိပ်ပေးလဲဆိုတော့ယောသန်နဲ့မာရိတို့က12နှစ်အရွယ်သူတို့ရဲ့သားလေးယေရှုကိုဂျေရုဆလင်မြို့ပွဲတော်မှာသူတို့ခေါ်သွားသူတို့အပြန်လာမှာယေရှုကိုတရက်တည်းမေးတယ်ဗျာခရစ်တော်ပျောက်သွားတာရှာလိုက်ရတာအိုးနူအော့မာရိဘလောက်စိတ်ပင်ပန်းမလဲသားလေး12ယောက်လူထောင်နဲ့ချီလူအုပ်ထဲမှာခရစ်တော်ပျောက်သွားယေရှုပျောက်သွားတာမိဘဘလောက်စိတ်ပူမလဲနော်ဘလောက်စိတ်ပူမလဲသူတို့နောက်ပြန်လဲဂျေရုဆလင်ဗိမာန်တော်ထဲမှာသူကဖာရိရှဲတွေကိုဖျားတရားအကြောင်းပြောပြတာတွေ့တဲ့အခါမှာအမေကတော့တွားပြီးချိုသားလေးတွားဆုံးမလိုက်တယ်လေနော်တားလေးမိဘကိုဒီလောက်စိတ်ပူအောင်လှုပ်ရသလားအဲ့ဒီအဖြစ်ပြက်လေးကိုယူပြီးတော့လည်းဂျေခွာကျွန်တော်တို့ကိုအားပေးတတိပေးတယ်သူတို့တရက်ကလေးခရစ်တော်ကိုမင်းရော့တဲ့အတွက်လေးလုံးစိတ်ပင်ပန်းစွာပြန်ပြီးရှာရတယ်တဲ့နော်ထိုနေ့၎င်းပဲကျွန်တော်တို့ဒီတရက်တာပေါ်ဆမှုကြောင့်တရက်လေခရစ်တော်ကိုကျွန်တော်တို့မေ့ပြောင်းတဲ့အတွက်ကိုမှရှိခဲ့သောပျော်ရွှင်မှုကတည်းချင်းပျော်ရွှင်ခြင်းစုကြည်စုကိုပြန်ရဖို့ရန်လှချေနှစ်ချေကျွန်တော်တို့ကြိုးစားပြီးပြန်ရယူဖို့လိုပါလိမ့်မယ်တဲ့နော်သူတို့လည်းဝိညာဉ်တော်မရှိဘူးမဟုတ်ဘူးသူတို့ကစီအပူမပါသွားတာဒါသူတို့အမှားဖြစ်တယ်အဲ့ဒီလိုမျိုးမဖြစ်ဘူးရန်ခရစ်တော်ကကျွန်တော်တို့ကိုမေတ္တာနဲ့တတိပေးထားခြင်းဖြစ်တယ်နော်ဒီမှာတွေ့တဲ့အတိုင်းအရင်တုန်းကသူတို့ရှိခဲ့တဲ့ဝိညာဉ်တော်အဲ့ဒီမှာသူတို့အမိပြုတ်တယ်တနေ့ပြောမယ်ကျွန်တော်တို့ဟာကျေးဇူးတော်ကြောင့်ဘောင်းအကင်းဖြစ်ပြီးသားဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။အော်လွန်ခဲ့တဲ့ချိန်မှာကျွန်တော်ရခဲ့တဲ့ဒုတိယမွေးခြင်းဒီနေ့ကျွန်တော်အားကိုးလို့မရတော့။လွန်ခဲ့တဲ့ချိန်ပြီးခဲ့တဲ့ပတ်တုန်းကကျွန်တော်ဖတ်တဲ့တမန်ကျမ်းစာဒီနေ့ကျွန်တော်အဲ့ဒါအားကိုးလို့မရတော့မနေ့ကကျွန်တော်စားတဲ့ထမင်းဒီနေ့မှာအားကိုးလို့မရဒီနေ့အတွက်ဒီနေ့စားတယ်ထို့ဒီလိုဆိုတာနေစဉ်နဲ့မြဝိညာဉ်အစာကျွန်တော်တို့ခရစ်တော်ထာမှာစားဖို့လိုတယ်ဒီလိုမဟုတ်ရင်ခရစ်တော်တရိပ်ပေးတဲ့အတိုင်းကျွန်တော်တို့
အမိုက်သောတရုသမီးထဲမှာကျွန်တော်တို့ပါနိုင်တယ်ဟုတ်ပြီခရစ်တော်မြတ်တာနဲ့အဲ့ဒါကိုကျွန်တော်တတိပေးထားခြင်းဖြစ်တယ်တကောင်ရန်၌ကြည်ပါတဲ့မင်္ဂလာဆောင်လို့လေဒီလာပြီခရီးဦးကြိုပြုတ်ခြင်းကထော့သွားကြကောင်ဟုတ်ကြွေးကြော်လေးလေဟောတရုသားလာပြီမင်္ဂလာဆောင်လို့လင်းလာပြီအဲ့ချိန်မှာသူတို့နှိုးထားပြီးတော့အဲ့ဒီချိန်မှပဲသူတို့မှစီကုံသွားမှန်းတီးလိုက်ရတယ်ဘယ်ချိန်မှစီကုံသွားလဲမသိဘူးကျွန်တော်သတိထားဖို့ရနော်ယုံကြည်သူအသက်တာဆိုတာလေရုတ်တရက်အာရော့သွားတာမရှိဘူးတဖြည်းဖြည်းနဲ့ကိုအာရော့သွားတာထိုနေ့၎င်းပဲယုံကြည်ခြင်းအာယူမယ်ဆိုလို့ရှိရင်လေရုတ်တရက်အာကပြန်ကောင်းဖို့မရဘူးတဖြည်းဖြည်းနဲ့ကျွန်တော်တို့အာယူရတယ်အချိန်ယူရတယ်ယောမှာတကယ်ချင်းတယောက်အတိတယောက်ရှိတယ်သူကကျွန်တော်ကိုသက်သေခံတာကျွန်တော်ရှိမှသူကပြောပြသူ့အသက်တာလေတော့ယုံကြည်ခြင်းမှာလဲသွားတာအခုတော့သူ့ယုံကြည်ခြင်းရှိနေကျွန်တော်မသိတော့သူဘယ်လိုပြောပြလဲဆိုတော့ကျွန်တော်အသက်တာမှာအပြစ်ကကျွန်တော်ချစ်ချင်းဝဲရောက်ပြီးတော့ကျွန်တော်တည်တယ်တဲ့အပြစ်လေအဲ့ဒါနဲ့သူကနောင်တမရဘဲနဲ့ဆက်ပြီးအပြစ်လုပ်တဲ့ခါမှာကျွန်တော်ဒူးရောက်သွားပြီဆိုတော့တည်တယ်အပြစ်ကလေအပြစ်ထဲမှာ तू နစ်တာတဖြည်းဖြည်းကိုနစ်တစ်ထက်နဲ့သွားပြီးတော့ကျွန်တော်ခါရောက်လာပြီဆိုကျွန်တော်တည်တယ်တဲ့။အော်ကျွန်တော်လေပြင်းထိအပြစ်ထဲမှာရောက်နေပြီနစ်နေပြီကျွန်တော်တည်တယ်တဲ့။အဲ့ဒါနဲ့နောက်တမရဘူးဆက်ပြီးလုပ်တဲ့အခါမှာနောက်ဆုံးတော့အပြစ်ထဲမှာလုံးဝကိုနစ်မြုပ်သွားတာ။အဲ့ဒီလိုဟာဆိုလို့ရှိရင်လေအသင်းတော်တပားမှာနော်ကျွန်တော် advantage အသင်းတော်မှာတော်တော်အားကိုးရတဲ့ပုံကိုယ်တယောက်နော်တရားဟောတဲ့အရန်တော်တယ်ဒါမဲ့သူလည်းအဲ့လိုဖြစ်သွားတာကျွန်တော်အပြစ်ဆိုတာကကျွန်တော်ပေါ်စားလို့မရအောင်နေစဉ်ခွာယူဖို့ကောင်းတယ်လူတယ်ချစ်တော်မိတ်ဆွေတို့ကျွန်တော်လက်ထောင်ခိုင်းအားလုံးထောင်မယ်လို့ယုံကြည်တယ်ခရစ်တော်ဒုတိယကျင့်အမှန်တကယ်ကြွလာဖို့နီးပြီလားတင်ဘယ်လိုယုံကြည်လဲဆိုအားလုံးထောင်မယ်လို့ထင်တယ်နော်ကမ္ဘာအခြေအနေကိုကြည့်လိုက်နော်တကမ္ဘာလုံးကပြဿနာတွေဖြစ်နေတာတမန်ကျမ်းစာဖော်ပြတဲ့အရာပြည့်စုံတယ်ကျွန်တော်မျက်စိအောက်မှာပြည့်စုံနေတယ်ကျွန်တော်စဉ်းစားတယ်အခုအချိန်မျိုးမှာမပြင်ဆင်တဲ့လူတွေအတွက်ပြင်ဆင်မဲ့ချိန်လုံးဝရှိမှာမဟုတ်တော့ဘူးဘယ်လိုမျိုးမိကဲ့သို့သောနမိတ်လက္ခဏာမျိုးကျွန်တော်တို့မှာမျောစရာမရှိတော့ဘူးဘာနမိတ်လက္ခဏာမျောရအောင်မလဲကျွန်တော်တို့ဘာနမိတ်လက္ခဏာမှမျောစရာမရှိတော့ဘူးเนาะအကုန်ပြည့်စုံနေပြီဒီလူနဲ့မှကိုကျွန်တော်တို့ကအိပ်ပျော်နေစေအိပ်ပျော်တယ်ဆိုလို့ရှိရင်တော့ဘယ်သူကလာနိုးမလဲနိုးထားမယ်လို့မရှိဘူးကျွန်တော်တို့ဒီမှာ US မှာရှိနေတဲ့အသင်းသားလည်းကျွန်တော်အားပေးတယ်ကျွန်တော်တို့ဒီမှာနိုင်ငံခြားမှာနေတဲ့ပုံကိုယ်တွေကကျွန်တော်တို့ကံကောင်းတဲ့အချက်ကတစ်ချက်ရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့တုံးနေတဲ့ငွေကြီးကဟိုအိန္ဒိယဘက်ကထက်ပမာပြည်ကထက်တန်ဖိုးရှိတယ်လေအဲ့ဒါကြောင့်ကူကြိုက်တဲ့တရားဟောဆရာဖိတ်လို့ရတယ်ဆရာလေးလက်မဝေပေးမယ်ကျွန်တော်စီလာပါနော်ဆရာလေးလည်းနော်မြစ်တာနဲ့ရောက်လာတယ် US မှာလဲအခုကျွန်တော်တို့ US မှာရှိနေတဲ့ Mizo Community Adventist 7 Adventist သင်သားတွေလည်းနော်နေရာတိုင်းမှာနော်တော်တော်များများရှိတယ်၄၅နေရာလောက်မှာရှိတယ်အဲ့ဒါကျွန်တော်တို့ Mizoram ဘက်ကရောမြန်မာပြည်ဘက်ကရောကိုနော်အားကြတဲ့ဆရာတွေကိုဖိတ်တာဆရာတွေလည်းကျူးစာပြီးလာပေးပါတယ်အဲ့ဒါအပိစကားဘောနော်တကိုးနဲ့ပြေးွားတဲ့အပိစကားတွေလာဟောတယ်အဲ့ဒီအချိန်မှာသူတို့ဟာတချို့ကတော့ပြင်ဆင်တချို့ကငကိုအတိုင်းပဲနော်ဘာမှပြောင်းလဲမရှိဘူးအဲ့ဒါချစ်တော်အတင်းတို့တင်သားများခမရတို့တင်တို့ရုပ်ရှိချအသက်တာမှာအာရုံဘူးရဲ့ဘယ်သင်းအောင်ဆရာခေါ်ပေးအောင်မလဲဘယ်သူတရားဟောခြင်းနဲ့ပြောင်းလဲမလဲနော်ချစ်တော်မိတ်ဆွေတို့ကျွန်တော်တို့မှာမျောလင့်စရာအခြားသောနမိတ်လက္ခဏာမရှိတော့ဘူးဝန်းနေစရာအကောင်းဆုံးပါလေထိုတတိသူကြီးအပေါင်းတို့သည်ထရဲ့မိခွတ်များကိုပြင်ဆင်ကြ၏တဲ့မိုက်တော်သူတို့ကငါတို့စီမိတေးပါပြီတင်တို့စီကိုအနေငယ်ပေးပါဟုပင်ရရှိတော်သူတို့ကတောင်းကြ၏တဲ့ဟေးတောင်းကြ၏ပေးသလားမပေးဘူးအမှန်တကယ်တော့မပေးချင်လို့မဟုတ်ဘူးပေးလို့မရတာတိုက်ရှင်တော်ဝင်တော့ရော့တော့ပေးလို့မရတာနော်သူများအတွက်ယုံကြည်ပေးလို့လည်းမရအောင်ယုံကြည်ခြင်းသည်မိမိတူဦးတယောက်အတွက်ပါကျွန်တော်တို့လုံနိုင်တဲ့အရာဖြစ်ပါတယ်
ဒါကျွန်တော်မေးတယ်ကျွန်တော်တို့ဒီယနေ့အချိန်မှာလုံခဲ့သောအချိန်မှာတော့ကိုရရှိတဲ့နော်တန်ရှင်သောဝိညာဉ်တော်ပို့ဆောင်မှုယနေ့အချိန်မှာကျွန်တော်တို့အသက်တာမှာရှိသေးသလား Do you still have a sense of God's being present in your life when you read the Bible တမန်ကျမ်းစာဖတ်တဲ့အခါမှာအရင်တော့လို့ဘုရားရှင်ကျွန်တော်မျိုးနဲ့တူတည်ရှိနေပါတယ်ဆိုတဲ့ခံစားချက်မျိုးယခုချိန်ကျွန်တော်တို့မှာရှိသေးသလားနော်ကျွန်တော်အားပေးခြင်းတယ်အရင်ကလောက်ကိုမှအားမရှိတော့ဘူးကျမ်းစာဖတ်ရင်လဲဟာပျော်ရွှင်ခြင်းကျမ်းစာဖတ်တယ်မှာဖះငါနဲ့တူရှိတယ်ဆိုတဲ့ခံစားချက်မျိုးကိုမှမရှိတော့ဘူးဆိုလဲကျွန်တော်တို့လက်လျှော့ဖို့မဟုတ်ဘူးစိတ်တကြဖို့မဟုတ်ဘူးကျမ်းစာကိုမဖတ်ချင်ပဲနဲ့ဖတ်ပါဒီတိုင်းဖတ်ပါစုမတောင်းနိုင်ဘူးတောင်းစရာလည်းမသိဘူးနော်ဟိုမှာမယ်လန်မှာကျွန်တော်အတန်းသူတယောက်ကျွန်တော်သက်သေခံတယ်ဆရာကျွန်မစုတောင်းမယ်လို့တော့လေတောင်းစရာတစ်ခုမှမသိဘူးတဲ့ပါဇက်ထဲနေဘာမှထွက်မလာနိုင်ဘူးတဲ့နော်ယုံကြည်ခြင်းအားနည်းလို့လေတကယ်အားနည်းလေကျွန်တော်ဘယ်လိုတောင်းမှလည်းမသိဘူးနော်စုတောင်းခြင်းဆိုဝိညာဉ်တော်ကိုညီမှုနဲ့ကျွန်တော်စုတောင်းနိုင်တာလေဒါကြောင့်ယုံကြည်ခြင်းအရာအားနည်းရင်စုလည်းမတောင်းနိုင်ဘူးကျမ်းစာလည်းဖတ်ရင်လည်းနော်ဘာမှစိတ်ထဲမှာမဝင်ဘူးနှလုံးသားထဲမှာမဝင်ဘူးဒီလိုအခြေအနေကိုကျွန်တော်ရောက်နေဆိုရင်တော့မှကျွန်တော်စိတ်ပြအားငယ်မှုမလိုဘူးတမန်ကျမ်းစာမှာ power ရှိတယ်နော်စာအုပ်မှာမဟုတ်ဘူးနှုတ်ကပတ်တော်ဖြစ်တယ်ဒါဝိညာဉ်တော်နဲ့ရေးထားတဲ့စာမို့လို့ဖတ်ချင်လဲဖတ်ပါဖတ်ရင်နဲ့ကျွန်တော်မထင်မှတ်တဲ့အချိန်မှာဖျားသခင်တကူကျွန်တော်တို့အသက်တာထဲမှာရောက်ရှိလာမှာဖြစ်တယ်နော်ဒါဖျားတဲ့ဂရိရှိတယ်အလန်ဂျူကဘယ်လိုအပ်ပဲလဲဆိုတော့ကဘာဦးတော့ဖျားသခင်အလင်းဖြစ်စီလို့ပြောတဲ့အခါမှာအလင်းဖြစ်လာတယ်လေထိုကဲ့သို့သော power မျိုးတမန်ကျမ်းစာအုပ်မှာရှိတယ်နော်အဲ့ဒီ power မျိုးရှိတယ်ခင်ဗျားဖတ်လိုက်ဖတ်ရင်းနဲ့ကိုကျွန်တော်တို့အားပြန်ရလာမှာဖြစ်ပါတယ်စုမတောင်းနိုင်လဲကြိုးစားပြီးတောင်းခွန်အားအသက်တွေဘုရားသခင်ပြန်ပေးမှာဖြစ်ဘုရားရှင်ပုံကြည့်ပါစေနော်ကျွန်တော်တို့မှာအားငယ်စရာမလိုဘူးကျွန်တော်တစ်ခါစဉ်းစားတယ်ကျွန်တော်ကဲတင်ချင်းရချင်တဲ့စိတ်ဆန္ဒထက်ဘုရားသခင်ကျွန်တော်တို့ကဲတင်ချင်တဲ့စိတ်ဆန္ဒပူကြည့်ပါခမည်းကောင်းကင်နိုင်ငံရောက်ချင်တဲ့စိတ်ဆန္ဒထက်ဘုရားသခင်ကတင့်ကိုရောက်စေချင်တဲ့ဘုရားရဲ့စိတ်ဆန္ဒပူကြည့်ပါကျွန်တော်တို့ကကဲတင်ချင်းရှုံးမှာတော့တခါတလေမကြောက်တယ်လို့နော်ဘုရားသခင်ကတော့အရန်ကြောက်ပါတယ်ကျွန်တော်တို့ရှုံးမောက်ဘုရားအရန်ဆိုးရင်တယ်ဒါကြောင့်တင်းနဲ့ကျွန်တော်ကိုအသက်နဲ့မြတ်ချစ်တဲ့ကဲတင်ရှင်ကျွန်တော်မှရှိပါတယ်အားငယ်ရင်လည်းစိတ်ဓာတ်မကြပဲအာယူကြဖို့ဖြစ်ပါတယ် Do you spend time together with Jesus every day as you did in the past ဒါကျွန်တော်တို့အရေးကြီးတယ်နော်တခင်ခရစ်တော်နဲ့ကျွန်တော်တို့ခရစ်တော်ကတပည့်တော်တွေဘယ်လိုပြောတယ်လဲသင်တို့ကိုအစေခံကြုံလို့ငါမခေါ်တော့ဘူးတဲ့ဘယ်လိုခေါ်ရလဲမိတ်ဆွေလို့ခေါ်မယ်တဲ့အာမင်ယေရှုကကျွန်တော်သင်နဲ့ကျွန်တော်ကိုမိတ်ဆွေလို့ခေါ်တာနော်ယေရှုဖခင်နဲ့ကျွန်တော်မိတ်ဆွေဖြစ်ဖို့ရန်သူနဲ့စကားပြောဖို့လိုတယ်မိတ်ဆွေကောင်းဆိုတာကအပြန်အလှန်အချင်းချင်းစကားပြောမှ spend time together ဟုတ်တယ်မလားခရစ်တော်နဲ့တို့ကျွန်တော်အတူတကွအချိန်အသုံးပြုမှတာလေခရစ်တော်နဲ့မိတ်ဆွေကောင်းဖြစ်မှာတချို့ခရိယာတွေကဘယ်ဟုတ်မလဲခရစ်တော်ကိုတပတ်လုံးမိပစ်လိုက်ကောနော်တပတ်လုံးခရစ်တော်စကားမပြောဘူးအဲ့ဒါလိုမျိုးမဖြစ်သင့်ဘူးအခုမဲ့ဘောမှာအတင်းသားကိုကျွန်တော်အားပေးတယ်ဘယ်လိုအားပေးလဲဆိုတော့ကျူးစားပြီးအနည်းဆုံးတရက်မှာနိုင်ဝက်ကလေးခရစ်တော်အတွက်ပေးပါလို့နော်နိုင်ဝက်ကလေးခရစ်တော်ကိုပေးပါတယ်အဲ့ဒါနဲ့နောက်ဆုံးညမှာအမျိုးသမီးတယောက်သက်သေခံတယ်ကျွန်တော်ရုံးဝမ်းတာတယ်ဆရာကကျွန်တော်တို့နိုင်ဝက်အနည်းဆုံးနိုင်ဝက်ပေးပါလို့အားပေးကျွန်မတနာရီပေးမယ်တဲ့နော်အမျိုးသမီးတယောက်သက်သေခံတယ်ကျွန်တော်ရုံးဝမ်းတာတယ်ကျွန်မတရက်ကိုတနာရီခရစ်တော်အချိန်ပေးမယ်တဲ့နိုင်ဝက်တော့နဲလုံးနေတဲ့ကျွန်တော်ပြောတာအနည်းဆုံးကိုပြောတာစဉ်းစားကြည့်လိုက်ကယ်တင်ရှင်ခရစ်တော်အတွက်သူနဲ့စကားပြောဖို့ရန်ကိုနိုင်ဝက်ကလေးတော်မှတရက်မှမပေးနိုင်ဘူးဆိုကျွန်တော်တို့ဘယ်လိုနဲ့ခွန်အားရနိုင်မလဲဒါကြောင့်နော်ကျွန်တော်ဒီအားပေးစကားကျွန်တော်ဒီမှာလည်းပြောခြင်းတယ်အနည်း
ဆုံးခရစ်တော်အတွက်နိုင်ဝက်နောက်ခဏကြာရင်နောက်45မိနစ်နောက်ကြာရင်တော့တနားတရက်ကိုတနားလောက်နော်ကျွန်တော်တို့ပေးနိုင်ရင်ယုံကြည်ခြင်းတော့အားရှိလာမှာအခုကျွန်တော်တို့ဒါဆရာကြီးတွေနော်လုံခဲ့တဲ့ချိန်တော့ဆရာကြီး Martin Luther တို့ John Wesley တို့သူတို့ကတရက်ကို2နာရီ4နာရီဖျားကိုသူတို့စကားပြောတာကျမ်းစာဖတ်တယ် meditation လုပ်တယ်ဒီလိုနဲ့သူတို့ခွန်အားယူတာဒါကြောင့်သူတို့ကဘာကိုလှုပ်နိုင်တဲ့ယုံကြည်ခြင်းမျိုးခွန်အားမျိုးဖျားသူတို့ပေးတာကျွန်တော်တို့မှာဘာခွန်အားမရှိဘူးခရစ်တော်နဲ့နေလေးကျွန်တော်တို့မှာတကူကျွန်တော်တို့နော်အပြစ်တွေအောင်နိုင်တဲ့တကူတွေကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဒီအလင်ဂျီဝဲစာကောင်းတယ်နော်ဒီမှာဒီတို့သမီးအမိုက်9ယောက်ဟာတယ်နော်အယောင်ဆောင်ခရိယန်နေမဟုတ်ဘူးတဲ့ခရိယန်စစ်တွေအယောင်ဆောင်မဟုတ်ဘူးခရိယန်အတုတွေမဟုတ်ဘူး they have a regard for the truth သူတို့ကတမန်တရားကိုအမှန်တရားကိုမြင့်နိုးတယ် they have advocated the truth ထိုတမန်တရားကိုအမှန်တရားကိုသူတို့အဲ့ဒီအတွက် advocate ဖြစ်တာနော်သူများထာမှာလဲဝေငှတယ်ပြောပြတယ်သက်သေခံတယ်They have advocated the truth. They are attracted to those who believe the truth. But they have not yielded themselves to the Holy Spirit's walking. Ara through that time. Pietana. Adventist attend or chitala. Ayan chitte. No? Ayan chitte. Tamatia chitala chitte. Adventist is a doctrine. Lekhandala. Lekhanolo doctrine. ဒါမှဆို Adventist အသင်းတော်ကလွယ်ပြီးဒီထက်မှငါနဲ့အသင်းတော်မရှိဘူး။နော်အစွမ်းကို Adventist မှာပါဝင်နေတာ။ဒါပေမဲ့ they have not yielded themselves to the Holy Spirit walk သူတို့အသက်တာမှာအသက်ရှင်တော်ဝိညာဉ်တော်နော်အလုံးလုံးဖို့ရန်သူတို့ခရစ်တော်ထံမှာသူတို့မပေးအောင်ဒါပြဿနာဖြစ်တာ။ဒါကြောင့်ကျွန်တော်တို့ထပ်တလဲလဲကျွန်တော်တို့သတိထားမှာကဒီမှာAdventist အသင်းသားဖြစ်ရုံနဲ့ကျွန်တော်တို့အခြေနဲ့အားရဖို့မဟုတ်ဘူးခရစ်တော်နဲ့အတူကျွန်တော်ရှိနေမှာဖြစ်တယ်။အော်ဘာမှလို့ကျွန်တော်ထားတယ်ဒါကျွန်တော် screenshot နဲ့ယူထားတာနော်။ကျွန်တော်ရိုက်လို့မရဘူးကျွန်တော်ခုကွန်ပျူတာပါလာတဲ့ကွန်ပျူတာကမြန်မာစာကျွန်တော်မထည့်ရသေးလို့ရိုက်လို့မရဘူး။ပညာတတိမရှိသောသူတို့သမီးများသည်ပုံများနဲ့ပုံဆောင်ထားသည့်လူဒန်းစားမှာသူတို့ကဖတ်ရအောင်လား။ပညာတတိမရှိသောသူတို့သမီးများနှင့်ပုံဆောင်ထားသောလူဒန်းစားမှာသူတော်ကောင်းရောင်ဆောင်သောသူများကိုဆိုလိုသည်မဟုတ်ပါသူတို့သည်အမှန်တရားကိုလေးစားသောသူများဖြစ်ကြ၏သူတို့သည်ဖျားသခင်၏တရားတော်ကိုအထောက်ခံကြ၏သခင်၏တရားကိုယုံကြည်သောသူများနှင့်တွဲဖက်ကြ၏သို့သောသူတို့သည်တန်ရှင်သောဝိညာဉ်တော်ပြုပြင်စီမံသည့်အတိုင်းမလိုက်နာကြဒါဘသူတွေအကြောင်းလဲ Seventh-day Adventist အသင်းသားတွေအကြောင်းဖြစ်တယ်ဒီထဲမှာရှိသလားကျေးဇူးတော်ကြောင့်မရှိပါရစေနဲ့လို့ကျွန်တော်ဆုတောင်းပါတယ်နော် Adventist အသင်းသားအကြောင်းပြောတာဖြစ်တယ်ဟုတ်ပြီဒါထိုသူတို့သမီးအမိုက်အတွက်အမိုက်တို့အတွက်ကြာသွားပြီအမတဝန်နေစီအကောင်းဆုံးစကားကခရစ်တော်က I don't know you တင်တို့ကိုငါမသိဆိုပြီးပြောမှာဖြစ်တယ်တင်တို့ကိုငါမသိဟိုပွဲထဲမှာသူတို့ဝင်ခွင့်မရတော့Adventist အသင်းသားတချို့ခရစ်တော်တဒုသားတိုးတငယ်မင်္ဂလာဆောင်ပွဲမှာဝင်ခွင့်မရတဲ့ Seventh-day Adventist အသင်းသားရှိမှဖြစ်ပါတယ်ရှိမှဖြစ်ပါတယ်ဒီဥမာစကားကိုပြောတော်သူသည်သခင်ခရစ်တော်ဖြစ်ပါသည်အမှန်တကယ်ပြည့်စုံမှဖြစ်ပါတယ်ထိုအထက်မှာကျွန်တော်တို့မပါဝင်ဘူးเนาะစီမီပါတဲ့သူတို့သမီး9ယောက်ကတော့ပွဲထဲမှာဝင်ပြီးတော့တက္ကဆောင်ကပိတ်လိုက်ရောနောက်မှသူတို့ရောက်လာတော့တကားပိတ်ပြီဒါဂရုဏာတကားပိတ်ခြင်းနဲ့တူတူပဲဖွင့်ပေးလို့မရတော့ခရစ်တော်နဲ့ထာဝရခွဲသွားတော့အဲ့ဒီချိန်ရောက်လာမှာမင်္ဂလာဆောင်ပွဲတဲ့သူဝင်ခွင့်ရတဲ့
ယုံကြည်သူဖျားသားသမီးများဘလားဝန်တာမလဲနော်အဲ့ဒီနေကြရင်ခရစ်တော်နဲ့ကျွန်တော်ထာဝရနေခွင့်ရမှာအဲ့ထက်ဝင်ခွင့်မရတဲ့သူတွေတော့နော်ခရစ်တော်နဲ့ထာဝရရှုံမှာနှစ်တစ်ထောင်အောက်ဆိုခြင်းပြီးတဲ့ခါကျရင်တရားစင်ခြင်းပြီးတော့ငရဲမီနဲ့ထာဝရတည်ခြင်းတရားရင်ဆိုင်မှာဖြစ်ပါတယ်ထိုကဲ့သို့မရပါလေအောင်ချစ်တော်မိတ်ဆွေတို့ကျွန်တော်အစတုန်းကဒီဖတ်ကိုလာမှမသိဘူးဒီမှာအသက်သားတွေရှိနေတယ်ဆိုတော့လဲကျွန်တော်သိမကြရဘူးဗျကျွန်တော်အခုဩစတြေးလျရောက်လာတာကျွန်တော် conference ကအခွင့်ပေးတာ3ပတ်4ပတ်ပဲအုံမဲ့ဘောမှာ2ပတ်နေပြီအခုဒီမှာတွာလာတာနဲ့ဥပုံနေဆိုရင်တစ်ပတ်ပြန်ပြည့်တော့မှာဆိုတော့ Brisbane တစ်ပတ်နေအောင်မှာ Adelaide တစ်ပတ်နေအောင်မှာဆိုတော့ကျွန်တော် employer တွေကပေးတဲ့ခွင့်ရတစ်ပတ်ကြော်တော့မှာတစ်ပတ်ကြော်သွားမှာဒီရောက်ပြီးမှ people လေးဖတ်မသွားလို့မရအောင်သွားအောင်မှာဟုတ်ပြီအဲ့ဒါကျွန်တော်မလာခင်တော့တစ်ချက်တော့ပြောထားတယ်ဒါပေမဲ့တိကျပြောတော့မရှိတော့ကျွန်တော်ဖတ်ရောက်ဖို့ကျွန်တော်မစင်စားတတ်ခဲ့ဘူးပေါ့နော်ဒါကြောင့်ချစ်တော်မိတ်ဆွေတို့ကျွန်တော်ဇနီးပေဖိုလေးတို့ဒီမှာရောက်ရှိလာခြင်းဒီဘုရားသခင်ပူဆောင်တယ်လို့ဘုရားသခင်ပူဆောင်ခြင်းဖြစ်တယ်လို့လက်ခံယုံကြည်ခြင်းတယ်နော်ယုံကြည်စေခြင်းတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့အချိန်အနေငယ်ဒီနေ့ကမနေ့ဖန်နော်ဒီကျွန်တော်တို့အနေငယ်တော့အချိန်အတူတကွအသုံးပြုခြင်းဟာအလဟာသမဖြစ်ပဲကျွန်တော်တို့ကောင်းကြီးဖြစ်စေဖို့ရန်နော်အခုဒီမှာကျွန်တော်အားပေးတဲ့နှုတ်ကပတ်တော်တွေဟာဘုရားသခင်လာတဲ့ဘုရားသခင်ထားနေလာတဲ့နှုတ်ကပတ်တော်ဖြစ်တယ်လို့လက်ခံယုံကြည်ကြဖို့ခရစ်တော်နဲ့အားဖြင့်ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ဟုတ်ပြီဒါနဲ့အဆုံးသတ်ရအောင်နော်ဒါနဲ့ဆုံးသတ်ရအောင်ဒါနဲ့ကျမ်းမှာအသင်းတော်9ပါးတွေ့တယ်ပထမဆုံးအသင်းဖြစ်တဲ့အသင်းတော်ဖြစ်တဲ့ FSR ကိုခရစ်တော်ကတတိပေးတာ FSR အသင်းတော်ဒီအမှုတော်မှာအရန်တက်ကြွတဲ့အသင်းတော်ဒါပေမဲ့နောက်ဆုံးမှာသို့တော်လည်းသင်သည်ရှိဦးဆိုတော့ချင်းမြတ်တာရော့ပြီဟုတင်၌အပြစ်တင်စရာရှိတဲ့ကျွန်တော်တရားဟောတာကြားပြီလားကြားပြီမယ်ဘောမှာဒီလောက်မဟောဘူးဒီလောက်ပေါ့နော်ဟုတ်တနိုင်မပြည့်သေးဘူးတနိုင်မပြည့်သေးဘူးနော်ဒါအဆုံးတောင်လုပ်လိုက်မယ်နော်ဒီအချက်ဒါအရေးကြီးတယ်ရှိဦးဆိုတော့ချစ်ချင်းမေတ္တာရော့ပြီဟုတင်၌အပြစ်တင်စရာရှိတဲ့ခရစ်တော်က FSR အသင်းတော်ကိုဒါတင်အသက်တာကျွန်တော်အသက်တာနဲ့နော်စစ်ဆေးဖို့အရေးကြီးတယ်ကျွန်တော်တို့မှာရှိဦးဆိုတော့ချစ်ချင်းမေတ္တာရှိသေးသလားတဲ့အသက်တာကျွန်တော်အသက်တာမှာရှိဦးဆိုတော့ချစ်ချင်းမေတ္တာရှိသေးသလားရှိဦးဆိုတော့ချစ်ချင်းမေတ္တာဆိုတာဘာလဲဒီမှာ Mrs. White ဘယ်လိုပြောထားလဲဆိုတော့ the first affection of the convert to Christ is deep, full and ardent. It is not necessary that this love should become less as knowledge increases. As the more and increased light shines upon him, that love should become more fervent as he becomes better acquainted with his Lord. ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာမှာနော်တခင်ခရစ်တော်ထံမှာဒုတိယမွေးချင်း born again ရလိုက်တဲ့သူရဲ့ပထမဆုံးရှိတဲ့ချစ်ချင်းမေတ္တာတရားဟာတဲ့အယံလေးနဲ့တဲ့ပြည့်စုံပြီးတော့အယံတက်ကြွတယ်တဲ့မှန်ဘူးလား Adventist ဖြစ်ခါစားတော့ကျွန်တော်တို့ဘလောက်ဝန်တာတယ်လဲခရစ်တော်ရဲ့ချစ်ချင်းမေတ္တာတရားကိုစပြီးနားလည်တဲ့အချိန်မှာနော်ဒုတိယမွေးချင်း born again ရတဲ့အချိန်မှာကျွန်တော်တို့ဘလောက်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့လိုမျိုးခံစားချက်ရှိကြတာမလားရှိတယ်နော်ကျွန်တော် Adventist စဖြစ်ခါစားတော့လေကျွန်တော်မကြာခဏတက်သေးခံတယ်ကျွန်တော်တို့မှာဘုရားကြီးတော်ကြောင့်ဟိုဘုရုံနေညတက်သေးခံသူတားတယောက်သမီးတယောက်ရှိတယ်ကျွန်တော်သားအခုတက်30ပြည့်ပြီဗျနော်သူလဲဒါ ordained minister ပေါ့နော်ကျွန်တော်အသင်းတော်မှာသူ3နှစ်အရွယ်မှာ Adventist ဖြစ်တာကျွန်တော်မိသားစုဖြစ်တဲ့ချိန်တော့ကျွန်တော်ညောင်းဝန်းတာတယ်တွေ့တဲ့လူတိုင်းကိုပြောတယ်အဲ့တော့မှလူတွေကဘယ်လိုပြောလဲ Adventist သင်းတော်မှာအချိန်အကြာကြီးနေခဲ့ပြီးအသင်းသားတွေဘယ်လိုပြောဆိုဆရာငါတို့လဲနော်တဲ့ Adventist သင်းသားဖြစ်ခါစားတော့အယံဝန်းတာအယံပြောတာအခုတော့ငါတို့ဒီလိုဖြစ်ပြီဖြစ်ခါစားတော့ငါတို့အလူပဲတဲ့အဲ့ဒီစကားကြားတော့ကျွန်တော်လုံးဝမမေ့နိုင်ဘူးတတိထားအဲ့ဒီလိုမျိုးကျွန်တော်မဖြစ်ပါရစေတော့နော်အခုကြီးစိုးတော့ကြောင်းဒီနေ့ဆို
နှစ်29နှစ်နော် Adventist အသင်းသားဖြစ်တာနောက်နှစ်ဆိုရင်နှစ်ပေါင်း30ပြည့်မှာကြာတော့မကြာသေးဘူးနော်အလကြီးဟောပြောတယ်လို့ဖျားရဲ့နှုတ်ကပတ်တော်နဲ့ဖျားတဲ့တမန်ကျမ်းစာလဲ Adventist ဖြစ်ခါစတော့ငါနဲ့လုံခတ်တော်နှစ်ပေါင်း29နဲ့အခုမှတော့ကျွန်တော်အတိတရားဟောအရင်ကွာနေပြီနော်တမန်ကျမ်းစာကျောင်းမှာ3နှစ် Pastor Training သင်တန်းတက်တယ်အဲ့ဒါပြီးတော့အခုမှုတော်ဆောင်တာ10နှစ်ကျော်သွားတယ်အဲ့ဒီမှာကျွန်တော်အသင်းတော်မှာစာအုပ်ကောင်းတယ်အများကြီးဆရာကြီးတွေရေးတဲ့စာတွေဖတ်မိသလောက်ဖတ်ပြီးတော့ကျွန်တော်အတိတရားဟိုးတော့အထက်တော့တော်တော်များလာပြီအဲ့ဒါဂျိုးဝိုက်တရေပေးတာကကျွန်တော်အတိတရားဖခင်ရဲ့မေတ္တာခရစ်တော်အကြောင်းအဲ့ဒီမှာကျွန်တော်ခရစ်တော်နဲ့အတူကျွန်တော်တို့နော်ခရစ်တော်အကြောင်းလည်းပူတည်တယ်တမန်တရားလည်းပူတည်တယ်အဲ့ဒီချိန်မှာခရစ်တော်ပေါ်မှာကျွန်တော်ထားရှိချစ်ချင်းမေတ္တာတရားရော့နေစရာအကြောင်းမရှိဘူးလေနော်မရော့နေရအောင်ကျွန်တော်တို့အားယူဖို့လို့လေရောလို့ရှိရင်တော့ခရစ်တော်ကဒီလိုတတိပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုပထမချစ်ချင်းဆိုတာဒါပြောနေကျွန်တော်နေကုန်းချုပ်မယ်နော်ပထမချစ်ချင်းဆိုတာဘာလဲပထမချစ်ချင်း the first love ဆိုတာကဒုတိယမွေးချင်းရလိုက်တဲ့ချိန်မှာကျွန်တော်တို့နှလုံးသားထဲမှာဘာလဲအရေးကြီးဆုံးကဘာလဲဒုတိယမွေးချင်းရတယ်လို့ကအသက်ဘယ်လိုရှင်းတယ်လဲဒီမှာပြောတယ် the very first impulse of the renewed heart is to bring others also to the Savior နှလုံးသားအသစ်ပြုပြင်ခြင်းခံရသောသူတွေရဲ့ပရမဆုံးသောမေတ္တာသည်အခြားသောသူများကိုကယ်တင်ရှင်ထံအရောက်ပို့ဆောင်ဖို့ဖြစ်ပါတယ်တဲ့အဲ့လိုစိတ်ဆန္ဒမျိုးရှိတာမမှန်ဘူးလားမှန်တယ်ကိုသိတဲ့အလင်းတရားဒီအမှန်တရားကိုသူများလဲသိစေခြင်းနဲ့စိတ်ဆန္ဒဒီမှာပြင်းပြနေတာနော်ဒီမှာအထဲမှာပူလောင်နေတာသူများကိုပြောပြခြင်းနဲ့စိတ်ဆန္ဒယောဟန်နဲ့ပီတရုလူပေါ့ဘာသာရေးခေါင်းဆောင်တွေကခရစ်တော်အကြောင်းမပြောနဲ့တော့လို့ငါတို့မပြောဘူးလားတဲ့သူတို့ဘယ်လိုပြောတယ်လဲငါတို့ကြားတဲ့မြင်တဲ့ဒီတရားကိုငါတို့မပြောဘဲမနေနိုင်ဘူးလူတွေတားလို့မရဘူးကျွန်တော်တို့တော့တားစရာမလိုပဲနဲ့တိတ်နေကြတာဟုတ်တယ်မလားသူတို့တော့တားလို့မရဘူးတားရင်လည်းပြောတယ်ထောင်ချခံတယ်ထောင်ထဲလွတ်လာတော့ပြောတာပဲကျွန်တော်တို့တော့ဘယ်သူမှမတားပဲနဲ့တိတ်နေကြတာအများအားဖြင့်ပေါ့နော် Adventist သင်သားတချို့အများစုကတားစရာတော့မလိုဘူးစံနေလုံးရောက်လာတဲ့ခါကျရင်တော့အခုချိန်မှာကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့တတ်တာမရှိရင်ဒုတိယမိုးမရဘူးဧဝံဂေလိတရားကဘာပြီးအောင်ဟောကြားတဲ့အဖွဲ့ထဲမှာပါဝင်ခွင့်ရမှာမဟုတ်ဘူးအဲ့ထဲမှာပါဝင်ဖို့ကကျွန်တော်တို့အခုပြင်ဆင်ဖို့လိုတယ်နော်ကျွန်တော်မေတ္တာနဲ့အားပေးတယ်ကျွန်တော်တို့ခရစ်တော်လာတော့မှာဒါကြောင့်ဒီမှာ those who do not possess this desire give evidence that they have lost their first love ဒီအကြောင်းကိုကျွန်တော်မယ်လဲမှာဟောတဲ့ခါမှာလေအရန်နှလုံးသားဖြူစင်တဲ့အသင်းလူကြီးတယောက်ကျွန်တော်ဒီမှာလာပြီးတော့သက်သေခံတယ်ဆရာဒီနေ့ပြောတာကျွန်တော်အကြောင်းပဲတဲ့ကျွန်တော်မှာ first love မရှိတော့ဘူးဆိုတာဒီနေ့မှကျွန်တော်နားလေတယ်တဲ့ Adventist အသင်းလူကြီးအသင်းတော်အရန်ချစ်တာပေးတယ်ဒါပေမဲ့ Adventist message တွေကိုအခြားသောသူတွေထံမှာဝေငှသက်သေခံခြင်းနဲ့စိတ်ဆန္ဒသူ့မှာမရှိတော့ဘူးအဲ့လိုမျိုးမရှိတော့ဘူးဆိုလို့ရှိရင် first love မရှိတော့ဘူးနော်အဲ့ဒါကိုခရစ်တော်ကသတိပေးတယ်ဘယ်လိုလဲဒါဖတ်ရင်းနဲ့ကျွန်တော်ဒီကုန်းချုံများအတူတူကဖတ်ကြစို့ထို့ကြောင့်သင်သည်မရွရောမီအရင်နေရာအရက်ကိုအောင်မေလော့နောင်တရလော့ရှိဥစွာသောအချင်းကိုကျင့်လော့သို့မဟုတ်သင်ရှိရသောငါသည်အလင်းမြန်လာမည်နောင်တမရလဲသင်၏မိခွက်ကိုနေရာမှရွှေ့မည်ရှိဥစွာသောအချင်းကိုကျင့်လော့ဗာလဲဟောအရင်တော့ကသင်ဖတ်တဲ့အတိုင်းကျမ်းစာကိုပြန်ဖတ်ပါခရစ်တော်နဲ့အတူအသုံးချခဲ့တဲ့အချိန်ပြန်ပြီးအသုံးချပါခရစ်တော်နဲ့မိတ္တဟာယဖွဲ့ပါသူများထံမှာသွားပြီးတက်တဲ့ခံမှာအမှုတော်ထံမှာတက်ကြွပါဝင်ပါထိုကဲ့သို့မလုပ်ရင်တော့မိပါပြောတယ်မိခွက်ကိုနေရာမှရွှေ့ပြီဆိုတော့ဟောသူတို့သမီး
10ယောက်ပါတဲ့မိခွဲတမန်တရားနော်ကျွန်တော်တို့ဒီအလင်းတရားမွေးငှရင်ခရစ်တော်ကကျွန်တော်တို့ထံကနေတိတ်ယူသွားမှာဖြစ်တယ်တိတ်ယူသွားပြီးတော့တကယ်မှုတော်ဆောင်မဲ့သူထံမှာပေးလိုက်မှာအဲ့ဒီလိုမျိုးဒီအခွင့်အရေးကျွန်တော်တို့မရှုံရှုံရအောင်တခင်ခရစ်တော်နဲ့အချိန်အသုံးပြုဖို့လိုပါတယ်ယေရှုခရစ်ကအခုပကြီးစရာပြောရေးထားတဲ့အတိုင်းမျက်နှာချင်းဆိုင်ကျွန်တော်တို့ခရစ်တော်စကားပြောချင်တယ်ပြဿနာကကျွန်တော်တို့အချိန်မပေးတာပြဿနာပဲPatriarchs and prophets out there လည်းကြွယ်ဘယ်လိုပြောဆိုတော့အိမ်ထောင်မိသားစုတချို့တည်းတဲ့မနဲ့အဲ့ရထပြီးတော့အလုတ်သွားတယ်ပြန်လာရေမိုးချိုးထမင်းစားအိတ်တယ်နောက်နေ့မိုးလင်းတော့လဲအဲ့ရထပြီးအလုတ်သွားတယ်ပြန်လာတော့လဲထမင်းစားတယ်ရေချိုးတယ်အိတ်တယ်ဒီလိုမျိုးအသက်တာဒီတရိစ္ဆာန်နဲ့အတူတူပဲတဲ့ဖျားလုံးဝမသိတဲ့လူဖျားနဲ့လုံးဝအချိန်အသုံးမပြုတဲ့လူတွေကတရိစ္ဆာန်နဲ့အတူတူပဲတဲ့မှန်တယ်နော်အဲ့ဒါလူသားနဲ့တရိစ္ဆာန်ကြွားချခြင်းဒီကျွန်တော်တို့ဒီဖျားနဲ့ပုံသဏ္ဍာန်တူအောင်ဖန်ဆင်းခြင်းခါရလူသားဖျားနဲ့အတူနေဘူးဖျားကိုပြန်လဲပြီးသူ့ရဲ့ချစ်ချင်းမြတ်တရားကိုချစ်ချင်းမြတ်တရားနဲ့ပြန်တုံ့ပြန်ဖို့ဖျားကျွန်တော်ကိုဖန်ဆင်းတာဖျားဘုန်းတော်အတွက်ကျွန်တော်ကိုဖန်ဆင်းတာထိုကဲ့သို့အသုံးမပြုပဲဖျားကိုကျွန်တော်တို့မေ့နေတယ်ဆိုလို့ရှိရင်လူသားဖြစ်ရခြင်းအတိတ်ပဲမရှိဘူးပေါ့နော်ချစ်တော်မိတ်ဆွေတို့ကျွန်တော်တို့ကိုကယ်တင်ရှင်ခရစ်တော်သည်မကြာမီချိန်ကာလမှာကျွန်တော်တို့သိသိဖို့ကြွလာမှာဖြစ်တယ်ထိုနေ့ရဲ့အချိန်မှာကဘာမှရှိတဲ့ယုံကြည်သူတွေတချို့သောသူတွေကမိုက်တဲ့အထက်မှာရှိပြီးတော့တချို့ကပင်ရတတိနဲ့နော်ကျွန်တော်တို့တို့တွေအားလုံးပင်ရတတိနဲ့ရှိတဲ့သူထဲမှာပါဝင်ခြင်းနဲ့မဟုတ်ဘူးလားပါဝင်ခြင်းနဲ့ထိုကဲ့သို့ပါဝင်နိုင်ဖို့အရောက်တိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေအာမင်